โอเคဒီနေ့မှာတော့ခုပြထားတဲ့အတိုင်းပဲပေါ့နော် event လေးကတော့ရောက်ရှိလာပြီ event server ပေါ်မှာပေါ့နော်ဆိုတော့အမှကကျွန်တော်တို့ skin တစ်ခု Hanabi ရဲ့ skin တစ်ခုဖြစ်တဲ့ this skin တစ်ပေါ့နော်အဲ့ဒါရရှိမှဖြစ်တဲ့ coin လေးတွေစုပြီးတော့spin တွေရောတေချာထည့်ပြီးမယ်ဆိုရင်တော့အဲ့ဒီထည့်တဲ့အမှတ်လေးတွေကကျွန်တော်တို့skin ရဖို့ပေါ့နော်အဲ့ဒါစုသွားမယ်1800လောက်အမှတ်ရောက်ပြီဆိုတော့ကျွန်တော်တို့ skin ကိုရရှိမှာပဲဖြစ်ပါတယ်နောက်တစ်ခုက event ထဲကနေပြီးတော့ကျွန်တော်တို့ diamond နဲ့ဖုန်းတွေကိုလည်းကန်ဆယ်လို့ရအောင်မှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တော့အမှရတဲ့ coin လေးတွေကိုပြန်စုပြီးတော့ကျွန်တော်တို့ event shop ထဲကနေပြီးတော့ special skin တွေကိုလှည့်လည်လို့ရမယ်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကတော့လောက်ပဲအားလုံးကိုကျေးဇူးတင်တဲ့နောက်ဗီဒီယိုမှာဆက်တွေ့ကြပါမယ်